အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ AB 29ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့တရုတ်ဆောင်တပ်မုံမြင့်ပါဝင်တရုတ်ဆောင်ထားတဲ့အရှံပဲရုပ်ရှင်ကားကြီးကိုရုံတင်ပြသနေခြင်းကြောင့်ပြည်သူများအကြားဝေဖန်မှုမြင့်တက်နေတဲ့သတင်းကိုဝေမျှပေးကြပါမယ်တရုတ်ဆောင်တပ်မုံမြင့်ပါဝင်တရုတ်ဆောင်ထားတဲ့အရှံပဲရုပ်ရှင်ကားကြီးကို AB 25ရက်ကစတင်ပြီးရုံတင်ပြသနေခြင်းဖြစ်တယ်လို့သိရပါတယ်အဆိုပါရုပ်ရှင်ကားကိုတော့တရုတ်ဆောင်များဖြစ်သည့်အလင်းရောင်ထွန်းထွန်းခင်လိုင်းနဲ့အမျိုးသားတရုတ်ဆောင်များတပ်မုံမြင့်အေးမြတ်သူခိုင်သိန်းကြီးမင်းမြင့်မုံရွှေသမီးနဲ့အမျိုးသမီးတရုတ်ဆောင်များပါဝင်တရုတ်ဆောင်ထားတယ်လို့သိရပါတယ်အဆိုပါရုပ်ရှင်ဇာတ်ကားအတွင်းပါဝင်တရုတ်ဆောင်ခဲ့သည့်အလင်းရောင်သည် NLD အောင်နိုင်ရေးအတွက်ရိုက်ကူးရေးတွင်ပါဝင်ခဲ့သူဖြစ်ပြီးကျန်သူများဖြစ်သည့်ခိုင်သိန်းကြီးနှင့်ရွှေသမီးတို့သည်2021ခုနှစ်နောက်ပိုင်းဆန္ဒပြမှုများတွင်အကြီးအကျယ်ပါဝင်လှုပ်ရှားခဲ့သူများဖြစ်တယ်လို့သိရပါတယ်။ယင်းပြင်တရုတ်ဆောင်တပ်မမြင့်သည်2021ခုနှစ်ဆန္ဒပြမှုများတွင်အကြီးအကျယ်ပါဝင်လှုပ်ရှားခဲ့သည့်ပြင်နောက်ပိုင်းတွင်အုပ်ချုပ်ရေးမှုဆိုလျင်ဒလန်ကျောင်းဆရာဆရာမဆိုလျင်ဒလန် CDM မလုပ်လျင်ဒလန်ဟုပြောဆိုလှုံ့ဆော်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။ယင်းပြင်တရုတ်ဆောင်တပ်မမြင့်ကဒလန်ရှင်းလင်းရေးလှုပ်ဆောင်ရန်အတွက်လည်းစီယုံလှုပ်ဆော်ခဲ့ခြင်းကြောင့်ရဟန်းတန်ခါများနိုင်ငံဝန်ထမ်းများကျောင်းဆရာဆရာမများအုပ်ချုပ်ရေးမှုများအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများအပါအဝင်ပြည်သူများစွာတည်ဆုံခဲ့တယ်လို့သိရပါတယ်။လက်ရှိတွင်လည်းတရုတ်ဆောင်တပ်မမြင့်ကပြည်ပနိုင်ငံတွေနေထိုင်ကအကြမ်းဖက် NUG လက်အောက်ခံများလှုပ်ဆောင်နေသည့်ຫນွေဦးတကြံတော်လန်တကြံစသည်ဖြင့်အခမ်းအနားများတွင်ပါဝင်ဖျော်ဖြေမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ယင်းအတွက်ကြောင့်၎င်းပါဝင်တရုတ်ဆောင်ထားသည့်အရှံပဲရုပ်ရှင်ကားကြီးကိုရုံတင်ပြသနေသည့်အတွက်ဝေဖန်မှုများမြင့်တက်နေတယ်လို့သိရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်။